အခုခေတ်လည်းကြည့်ဘုရားဝတ်တဲ့ပဲဆိုရင်တော့ခမင်းချက်ရာနေသွားပြီးဩဃာတလုံးရှင်လုံးနေကြပါအဲ့တော့ဘုရားဝတ်တဲ့ပဲဆိုရင်လည်းဘုရားကလည်းအဲ့လိုမသွားသင့်ဘူးပေါ့ရေမိုးချိုးနန္တာတွေပါလေဖီးလင်းပြီးမှဘုရားကလည်းမှတန်တန်ပြန်ပြန်သွားသင့်တာပေါ့နော်ချိကရဆန်းနဲ့မသွားနဲ့ချွေးတွေစမ်းနေတဲ့ဘုရားကလည်းအခုဘုရားလောင်းကလည်းချိတယ်သူ့ကိုရေမိုးချိုးနန္တာတွေနှင်းကြပြီးတော့အဝတ်တဲ့အစားတွေဝတ်ပြီးတဲ့အခါမှာဝေဗလာနဲ့ရေပြည့်ထည့်ပြီးတော့သင်္ဘောဥကိုသူ့ကိုတွဲပို့ကြသင်္ဘောဥရောက်တဲ့အခါကျတော့မှသူကသေးသေးချာချာအားလုံးကိုကိုကျက်တီလာတွေစောက်တီလို့သစ္စာဒိဋ္ဌာန်တွေကိုသူပြုတယ်တဲ့ဟောလောက်တယ်စနစ်တကျလောက်တယ်နော်ရှေးတော့ကဇတ်တွေထဲမှာလည်းကြည့်တယ်ရှစ်ပါးသီလစောက်တီပြီးတော့မှမိဖုရားတွေသာစုပန္နာတို့ဘာလို့ဆိုတာသေးသေးချာချာစောက်တီပြီးမှလုပ်လို့ရှိကြတယ်ဟောမိုးခေါင်လို့မိုးရောင်လို့ရင်လည်းသေးသေးချာချာအဲ့လိုသီလစောက်တီပြီးမှလုပ်တယ်ဘုရားလောင်းကလည်းထို့တူပဲသီလတွေစောက်တီပြီးတော့ဝိသစ္စာတွေဝတ်လို့သင်္ဘောဥသွားပြီးတဲ့အခါကျတော့သူကသစ္စာဆိုတယ်သူစစ်တာဆိုပုံလေးကရိုးရိုးလေးပါ